ငါးဦးကြိုက်တဲ့သူတွေအတွက်လုံးဝအဆင်ပြေစေမယ့်ဗီဒီယိုလေးဖြစ်ပါတယ်။ငါးဦးကိုလည်းကြိုက်တယ်ညီမဆုလို့ချက်မစားဖြစ်တဲ့သူတွေအတွက်ညှိနဲ့လုံးဝကင်းပြီးတော့အရသာရှိရှိစားလို့ရအောင်ချက်နည်းလေးမျှဝေပေးလိုက်တာဖြစ်ပါတယ်။ငါးဦးအစိမ်း3500ကိုအသုံးပြုပြီးတော့ချက်ပြပေးမှာဖြစ်ပါတယ်။အရင်ဦးဆုံးရေနွေးလေးတင်မယ်။စပလင်ပရဲကောလေးတွေကိုခုလိုမျိုးထည့်မယ်။ခုလိုပြုတ်တဲ့နေရာမှာစားစနွင်းလေးပါထည့်ပြီးတော့တစ်ခါတည်းပြုတ်လိုက်ပါမယ်။ငါးဦးပြုတ်တဲ့နေရာမှာငါးဦးမြုပ်အောင်ရေထည့်ပြီးပြုတ်တာပိုကောင်းတယ်ပေါ့နော်။ကျွန်တော်ကအခုကငါးဦးတစ်ဝက်လောက်ပဲဆိုတော့ဟိုဘက်ဒီဘက်လှန်ပေးနေရပါတယ်။ဈေးထဲကပြုတ်ပြီးသားငါးဦးတွေကအနှံလည်းမမွေးဘူးညှိနှံလည်းနှံတဲ့အတွက်ကျွန်တော်မစားပြဘူးပေါ့နော်ငါးဦးကြိုက်တဲ့အတွက်ကွန်မန့်တာကိုပဲအစင်းဝယ်ပြီးတော့ပြုတ်လိုက်ပါတယ်ဒါကတော့ငတန်ဦးလေး3500ကိုဖြစ်ပါတယ်ခုလိုရေလေးတွေခန်းလိုက်ပြီဆိုလို့ရှိရင်တော့စပလင်ပရဲကောလေးတွေကျွန်တော်ဖယ်ထုတ်လိုက်ပါပြီငါးဦးကိုအထက်အတွင်းသားလေးပါကြောက်အောင်လို့ကျွန်တော်3ပိုင်းပိုင်းလိုက်တယ်ပေါ့နော်ငါးဦးလေးအခုလိုရေခမ်းအောင်ပြုတ်ပြီးလို့ငါးဦးလေးချက်ပြီးဆိုလို့ရှိရင်ပကံလေးနဲ့ဆယ်ပြီးဖယ်ထားလိုက်ပါမယ်ငါးဦးလေးပြုတ်ပြီးဆိုတော့ပြန်ချက်ဖို့အတွက်ဦးရဲကိုစီလေးနှင်းငယ်ထည့်မယ်စီပူလာပြီဆိုလို့ရှိရင်တော့စနစ်မုံလေးနှင်းငယ်ထည့်ပါမယ်ဒါကတော့ချက်သွန်ကြီးခင်းညင်သည်ငွေသီးစိမ်းလေးပပလေးတက်တာလေးကိုထည့်ပါမယ်အဆက်ကတော့ကိုမစားချင်ရင်မထည့်လို့ရပါတယ်ခင်းညင်သည်ချက်သွန်ကြီးကိုနာလေးလုံးပြီးတော့နွမ်းပြီးတော့အနှစ်ဖြစ်သွားတဲ့ကျွန်တော်တို့ကြော်ပေးလိုက်ပါမယ်ငါးဦးပြုတ်တဲ့နေရာမှာစားထည့်တာဖြစ်တဲ့အတွက်ဟင်းနှစ်မှာတော့ချက်သားမှုတစ်မျိုးပဲထည့်ထားလိုက်ပါတယ်ဒါလေးကိုကျွန်တော်တို့တွေအနှစ်ဖြစ်သွားတဲ့ဒီပြန်ကြော်ပေးလိုက်ပါမယ်အခုလိုလေးဟင်းနှစ်ရလာပြီဆိုလို့ရှိရင်တော့အနေတော်တုံးထားတဲ့ငါးဦးလေးတွေထည့်ပြီးတော့ဖွားလေးတမတော့အောင်မှုပေးလိုက်ပါမယ်ငါးဦးကတော့မိမိအဆင်ပြေတဲ့ငါးဦးကိုအသုံးပြုလို့ရပါတယ်ကဲခုလိုမျိုးဖွားလေးတမတော့အောင်မှုပြီးပြီဆိုလို့ရှိရင်တော့ရေထည့်ပါမယ်ရေကိုတော့ငါးဦးမျိုးလောက်တဲ့အနေထားပေါ့နော်ကိုစားခြင်းတဲ့အနေထားလောက်လေးထည့်မယ်ရတာပေါ့ငယ်မြည်ကြည့်ပါကိုလိုချင်တဲ့ငပြားရေချုံမုံစားခြင်းတစ်ထည့်ပေးလို့ရပါတယ်ကျွန်တော်လည်းရတာပေါ့ငယ်မြည်ကြည့်ပါတယ်ရတာကရေခမ်းမာနေဆိုလို့ရှိရင်အတော်ပဲဖြစ်တဲ့အတွက်ဘာမှထပ်မထည့်တော့ပါဘူးအိမ်မှာကြံနေတဲ့ချက်သွန်မိတ်လေးထည့်လိုက်ပါမယ်ဒီနေရာမှာမြန်မာနဲ့ရှမ်းနဲ့ပင်စိမ်းစားရှိသည်ကိုကိုကြက်နှစ်သက်ရအုပ်လို့ရပါတယ်အဖုံးလေးအုပ်ပြီးတော့နှက်ထားလိုက်တာရေလဲခမ်းပြီးတော့ကျွန်တော်တို့အနှစ်ကလေးတော်တော်လေးကြာပြီဆိုလို့ရှိရင်တော့ငါ့ဦးဟင်းလေးကသုံးဆောင်လို့ရပါပြီခင်ဗျာငါ့ဦးဟင်းကဆိုင်မှာရောင်းတဲ့လူမျိုးမာမနေဘဲနဲ့အေးအေးနဲ့အရင်စားလို့ကောင်းပါတယ်ဘိုင်ဘိုင်စားအရာအခုလိုမျိုးဈေးကြီးနေတဲ့အချိန်မှာလူတယောက်စာအတွက်ဈေးဘို့3500ကျပ်တဲ့နဲ့တနည်းကုန်သာစားလို့ရမယ့်ဟင်းတစ်ခွက်ချင်းလေးကိုမျှပေးသွားဖြစ်ပါတယ်အရင်ဦးဆုံးစီသက်ဖို့အတွက်ချက်သွန်အဖြူနီငရုတ်သီးစိမ်းငပိနဲ့စားစနွင်းမုတ်ကြောင်တင်မိုးလေးနင်းငယ်ထည့်ပြီးတော့ကျွန်တော်တို့ညနေအောင်ထောင်းလိုက်ပါမယ်ထောင်းရတာလေးကိုစီလေးနင်းငယ်ထည့်ပြီးတော့နံလေးမွေးပြီးတော့ကျွတ်သွားတဲ့ဒီစီမွေးတက်ပေးလိုက်ပါမယ်ဗျာအခုလိုအနေထားလေးနာလေးလုံးပြီးတော့စုံစည်းလေးနင်းငယ်ထည့်ပြီးတော့တမတော့မွေလိုက်ပါမယ်